မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ arithmetic operator အကြောင်းရှင်းပြဖြစ်ပါတယ် arithmetic operator ဆိုတော့ကျွန်တော်သင်္ချာနည်းအရကျွန်တော်တွက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်ထည့်ရတဲ့တင်ဂီတဖြစ်ပါတယ်ကျွန်တော်ပုံမှန်တိုင်းအပေါင်းနှုတ်ကျွန်တော်အမြောက်စားကျွန်တော်ကိုယ်ထဲမှာရေးအောင်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ရှင်းပြဖြစ်ပါတယ်ကျွန်တော် Java ကိုတော့ပြီးဘယ်လိုတွက်ရမလဲဆိုတော့ကျွန်တော်ရှင်းပြဖြစ်ပါတယ်ကျွန်တော် int ဆိုတော့ကျွန်တော် integer variable တစ်ခုဆောက်လိုက်မယ်ကျွန်တော် h များရင်ကျွန်တော်ကြိုက်တဲ့ကိန်းဂဏန်းထည့်လိုက်မယ်ကျွန်တော်30နောက်ကကျွန်တော်ဒီမှာ semicolon ပိတ်မယ်ကျွန်တော်ဒီကောင်ကျွန်တော် copy ပွားလိုက်မယ်ခေါင်း y ကျွန်တော်ဒီကောင်ကကျွန်တော်ဘာမှမပြည့်ကျွန်တော်ထားလိုက်မယ်ကျွန်တော် set ဆိုကျွန်တော်ပိတ်ထားလိုက်မယ်နော်ဒီကောင်ထဲမှာဘာတန်ဖိုးမရှိဘူးနော်ဒီကောင်တော့ခေါ်သုံးလို့မဖြစ်ဘူးဒီကောင်ကတန်ဖိုးကဘာမှ assign လုပ်မထားဖြစ်တဲ့အတွက်သူ့ရဲ့တန်ဖိုးကနားဖြစ်မယ် system dot okay ကျွန်တော်ဒီကောင်ပြောမယ်auto print ကျွန်တော် print အလံတော့မယ်ဒီကောင်ထဲမှာဆက်တန်ဖိုးကျွန်တော်ဒီမှာ assign လုပ်ပြီးဘာမှထည့်မထားဘူးထည့်မထားတဲ့တန်ဖိုးကျွန်တော်ထုတ်ပြပေးမယ်အဲဆိုရင်သူ့ရဲ့တန်ဖိုးကကျွန်တော်နားဖြစ်မယ်ကျွန်တော် run လိုက်မယ်ဒီမှာ call လို့မရကျွန်တော်ဒီမှာ error ပြတယ်ဒီမှာလည်းကြိုးတည်ဗျာကျွန်တော် run နေကြိုးတည်ကျွန်တော် run ပြပေးမယ်ကျွန်တော် no output ရဲ့ကျွန်တော်ဒီမှာကျွန်တော်ဘာမှ assign လုပ်မထားတဲ့တန်ဖိုးသွားထည့်ပြီဆိုရင်ကျွန်တော်ဒီလိုဖြစ်မယ်နော်ဟိုကျွန်တော်ဒီ view မှာကျွန်တော် arithmetic operator အကြောင်းကျွန်တော်ရှင်းပြပေးမယ်ကျွန်တော် set ထဲကိုကျွန်တော်ထည့်မယ် set ရဲ့တန်ဖိုးကိုကျွန်တော် set ညီမချင်းကျွန်တော် h + y လို့ကျွန်တော်ထည့်လိုက်မယ်အဲဒီကောင်ကျွန်တော်9ထားလိုက်မယ်set ကိုကျွန်တော် h နဲ့ y နဲ့ပေါင်းထားအောင်ကျွန်တော် z လို့ကျွန်တော်ပေးလိုက်မယ် h + y h + y ထားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော် h နဲ့ y နဲ့ပေါင်းထားတဲ့တန်ဖိုးရမယ်နောက်တစ်ခါကျွန်တော် h - y လုပ်လို့ရတယ် h - y - y ဒါနှုတ်ထားမယ်ဆိုရင်ကျွန်တော်နှုတ်လိုက်ပြီဆိုရင်ဒီကောင်က9ရလိမ့်မယ်ကျွန်တော် z က z ရဲ့တန်ဖိုး9ဖြစ်လိမ့်မယ်ကျွန်တော်ပြန်ခေါ်တော့ပြီဆိုရင်နောက်က int နေပါညာဒီ data type တွေပြန်ကျင်ကြအောင်မလို့เนาะကျွန်တော်အပေါ်မှာတိဆောက်ထားပြဖြစ်တော့ဒီအောင်မှာခေါ်တော့တာဒီအောင်မှာပြန်ပြီးတော့ resize လုပ်တယ်ပေါ့ပြန်ပြင်နေပေါ့ဗျာကျွန်တော်ဒီ variable လို့ကျွန်တော်ပြန်ပြင်လို့ရတယ်နော်ကျွန်တော်ဒီအောက်မှာပြင်မယ်လိုက်ဆိုရင်ဒီတန်ဖိုးပြောင်းသွားမှာနော်ဒါကတော့ဒီပြီးသားဖြစ်မှာပါ okay ကျွန်တော်တော့နောက်တစ်ခါအမြောက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီအမြောက်တင်နေတာလေးကိုကျွန်တော်မသုံးဘူးတော့ဒီ star လေးကိုသုံးမယ်ဒီ star လေးstar ကိုတင်လိုက်ပြီဆိုတော့ကျွန်တော်မြောက်ပြင်ဖြစ်ပါတယ်ကျွန်တော်30ကိုတီးပြီးတော့9နဲ့မြောက်မယ် okay မြောက်ပြီးတော့အစားကျွန်တော်အစားရှိရအစားအောင်မှာကျွန်တော်ဒီလိုရိုးအစားရှိမယ်ရိုးအစားဆိုရင်ကျွန်တော်ဒီ select လေးပဲခံထားလိုက်ဟောအစားဖြစ်မယ်နောက်တစ်ခုရှိမယ်နောက်တစ်ခုကကျွန်တော်စားချင်းရှာတာနော်ကျွန်တော်ဒီ select လေးနဲ့စားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီစားချင်းတော့မထောက်ဘူးဗျာကျွန်တော်3.9ဆိုအဲ့လိုမပြတ်ဖို့ဆိုလို့ရင်အဲ့လိုထွက်နေလိမ့်မယ်အစွန်းနေခဏနေအဲ့လိုထွက်နေမယ်ကျွန်တော်စားချင်းရှာမယ်ဆိုတော့ကျွန်တော်ဒီကောင်လေးရဲ့ပါစံလေးနဲ့ကျွန်တော်စားချင်းရှာပေးရအောင်ကျွန်တော်တူရဲ့တန်ဖိုးကျွန်တော်ထုတ်ကြည့်ရင်တော့ဒီမှာ set ဆိုဒီ set ရဲ့တန်ဖိုးကျွန်တော်ထုတ်ပြမယ် standard auto print ဆိုတော့ကျွန်တော်အရင် view မှာကျွန်တော်ရှင်းပြပြီလားဒီကောင်ကျွန်တော်ထုတ်ပြမယ်အောင်ကျွန်တော် check copy ပို့လိုက်မယ်အဲ့ဟိုကျွန်တော်ဒီပေါင်းတော့ဆိုကျွန်တော်လုပ်ပြီးသားဆိုတော့ကျွန်တော်ဒီကောင်လေးတန်ဖိုးကျွန်တော်ထုတ်ပြမယ်ဒီပေါင်းလေးကပေါင်းမယ်ဒီလေးကနှုတ်ပဲကျွန်တော် star လေးကအမြောက်ဖြစ်မယ်ကျွန်တော်ဒီကောင်အစားဒီကောင်စားချင်းရှာဖြစ်ပါတယ်စိတ်ပြီးကျွန်တော် run ပြပေးမယ်โอเค15 50ကျွန်တော်2 3ညဆိုကျွန်တော်ထွက်တယ်ကျွန်တော်ဒီကောင်တော့ကျွန်တော် h ရဲ့တန်ဖိုးကကျွန်တော်ဒီပေါ်မှာ30လို့ကျင်ရထားတယ်ကျွန်တော်ဒီ y ရဲ့တန်ဖိုးကျွန်တော်ဒီမှာ9လေးကျင်ရထားတယ်ကျွန်တော်ဒီကောင်ပေါင်းတော့ကျွန်တော်ဒီကောင်15ရတယ်
15ရာကျွန်တော်ဒီမှာ print and line သုံးတာပြအောက်တစ်ချောင်းဆင်းသွားတယ်နောက်တစ်ခါကျွန်တော်30တဲ့ကိုကျွန်တော်9နှုတ်ပဲ9နှုတ်တော့ကျွန်တော်ဒီကောင်900ရတယ်ဟာ10နဲ့9နဲ့နောက်တစ်ခါကျွန်တော်50ကျွန်တော်မြောက်တာဒီကောင်စားတာဗျာကျွန်တော်9နဲ့လီ30ဖြစ်တဲ့အတွက်ဒီကောင်ရပါဗျာတော့နောက်တစ်ခါအကျွင်းမထွက်တဲ့အတွက်ကျွန်တော်ဒီမှာ0ဖြစ်နေတယ်ကျွန်တော်အကျွင်းကြံမယ်ဆိုရင်ကျွန်တော်ဒီထဲမှာပြနော်ကျွန်တော်ဒီမှာ4ကျွန်တော်ဒီထဲမှာကျွန်တော်4လို့ထားလိုက်မယ်4လို့ထားမယ်အကျွင်းကြံတယ်ဆိုတော့အကျွင်းတန်ကိုကျွန်တော်ပြပေးတယ်အဲကျွန်တော်နည်းနည်းစောင့်ရမယ်ပြန် run မယ်โอเคကျွင်းကျွန်တော်အရင်ဟာကြီးပြတယ်ကျွန်တော်ချက်ဆေးမယ်ဆေးပြီးကျွန်တော် run လိုက်မယ်ဟောဆေးရမယ်ကျွန်တော်အကျွင်းကကျွန်တော်2ကြံတော့ကျွန်တော်2ရတယ်နော်ကျွန်တော်4နဲ့8ဖြစ်တယ်8ဖြစ်ပြီးကျွန်တော်ဒီမှာအကျွင်းကတော့ပါမလားကျွန်တော်ဒီနေရာမှာပိုးပြီးတီးကြတော့ကျွန်တော်ဒီမှာ double သုံးလို့ရတယ်ဒါရဲ့ကျွန်တော်နောက်ကျမှကျွန်တော်သိသိရှင်းပြပေးမယ်ဟုတ်ကဲ့ကျွန်တော်ဒီ view မှာကျွန်တော် arithmetic operator အကြောင်းမှတ်ပေးခဲ့ဖြစ်ပါတယ် arithmetic operator ဆိုတာကျွန်တော်တွက်ချက်မှုပြုလုပ်တဲ့တင်ကြီးသားဖြစ်ပါတယ်ဒီကောင်အပေါင်းဒီကောင် note ဒီ star လေးအမြောက်ဒီ slash လေးကအစားဖြစ်ပြီးတော့ဒီကောင်ကစာချင်းရှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်လောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်